ဟုတ်ကဲ့ကိုကြီးကျန်းသူ YouTube channel နဲ့ဒီကျွန်တော်ရဲ့ TikTok ပေါ့နော်ကြည့်ရှုနေကြတဲ့မျက်မြင်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ကွန်ပျူတာအသုံးပြုတဲ့လူတွေတော့ပေါ့နော်အဲဒီလိုမယ်ပေါ့logo mega သုံးလို့ရအောင်ပေါ့နော်ဒီ command click လေးတစ်ခုပြပေးခြင်းနဲ့အဲ့ဒါတော့ကျွန်တော်ဒီ SCL sorry ဘာတွေလျှောက်ပြောနေလဲ SC ဆိုတာပါသေးတယ်ကျွန်တော်ဒီ command line ကနေပေါ့ဗျာ shutdown ချတာပြောတာ shutdown နဲ့ SC နဲ့တခြားစီ recording သွင်းတဲ့ software နာမည်ကိုယူကြောင်ထပြောအဲ့တော့ဗျာဒီcommand line လေးပေါ့နော်ဥပမာတစ်ခါတလေကျွန်တော်တို့ကလိုအပ်လာလို့ရှိရင်shutdown ချမယ်ဥပမာကျွန်တော်တို့ညဘက်ပေါ့ညတနာရီ2နာရီကွာကိုကလည်းမဖြစ်မနေအလုပ်ရှိတယ်အလုပ်ကလည်းကွန်ပျူတာလည်း run ထားမှဖြစ်မယ်ကွာကိုကလည်းအိတ်ချင်နေပြီဆိုလို့ရှိရင် run ထားတယ်ပြီးကြလို့ရှိရင်ကွန်ပျူတာထားမပိတ်ချင်တော့ဘူးဆိုလို့ရှိရင်သူဟို automation လေးလုပ်တယ်လို့မျိုးပေါ့နော်အလိုလျောက် command ပေးခဲ့လို့ရတယ်ပေါ့ဗျာဟိုမှာကိုကညတနာရီလောက်ဆိုအိတ်ချင်နေပြီကွာနောက်နာရီဝက်တနာရီလောက်မှပြီးမယ်ဆိုလို့ရှိရင်အချိန်တွက်ပြီးတော့မှတော့သူမင်းကွန်ပျူတာအလုပ်ပြီးကြလို့ရှိရင်ဒီအချိန်ကျရင်တန်းပြီးတော့ shutdown ကြပေါ့လေအဲ့လိုပုံစံမျိုးလုပ်လို့ရတယ်ဗျာ shutdown မှမဟုတ်တော့ restart လည်းချလို့ရတယ်ပေါ့နော် okay အဲ့တော့ကျွန်တော် command line ပေါ့နော်CMD ကျွန်တော် command prompt မှာဒီ Windows 11လည်းရကျွန်တော်တို့တန်းပါနော် command prompt မှာကျွန်တော်တို့လိုအပ်လာလို့ရှင် administrator ပေါ့နော် administrator mode ကနေပြီးတော့မှလောက်ရမှာဖြစ်ပါတယ် application နှိပ်ပြီးတော့ run at administrator နဲ့လောက်ပါနော်ဟုတ်ပြီဒီမှာကျွန်တော်ကြတော့ဒီမှာတစ်ခါတည်းadministrator run ဖို့အတွက်လောက်ထားတော့ဖြစ်တယ်ပေါ့နော်အဆင်ပြေတယ်ဆိုတော့ဟုတ်ပြီကျွန်တော် command လေးတစ်ချက်ကြည့် shutdown ပေါ့ shutdown shutdown ပြီးရင် space ပြီးရင် /s နော်ဒါ shutdown ပေါ့နော်ပြီးရင် /f နော်ထောက်ချိုင် f ပေါ့ဗျာကျွန်တော်မြင်စားနေဆိုရင်တော့ f ပေါ့နော်f for force တော့ force shutdown ပေါ့နော် force shutdown ဆိုတာတော့ force ဆိုတာအတင်းအဓမ္မမဖြစ်မနေကွာရောက်မင်းအတင်းပိတ်တော့ကွာဆိုတဲ့ပုံစံမျိုးကို command ပေးတာပေါ့နော်ပြီးရင် /t /t ဆိုတာ time ပေါ့နော် space နိုင်မယ်ဆိုတော့ shutdown space /s space /f space ပြီးရင် /t space ပြီးရင်ကျွန်တော်တို့အနောက်ကအချိန်ကိုကျွန်တော်စက္ကန့်နဲ့တွက်မယ်ပေါ့နော်7 minutes ဆိုတာစက္ကန့်600 600အဲ့ဒါခောက်ထားလိုက်မယ်နော်Unknown unavailable. You're about to be signed out. Dialog. You're about to be signed out. Windows will shut down in 10 minutes. Shutdown will start on Monday, April 13th, 2026, 11:44:06 a.m. Close button. Alt plus C. Alt. Administrator. CMD terminal C. Windows System 32 Creator. C. Windows System. နော်ဒါကshutdown ကြမှာဟာကကျွန်တော်တို့ဒီနောက်7 minute ပေါ့နော်အဲ့လိုမျိုးရှိတယ်ဟုတ်ပြီကျွန်တော်တို့ကအဲ့လိုမဟုတ်တော့ကျွန်တော် above လုပ်မှာပေါ့နော်မလိုတော့ဘူးကွာမသုံးတော့ဘူးဆိုလို့ရှင်/SAUTDOWN ပြီး /a for abort ပေါ့နော် a နော် a/a အဲ့ဒါဟောက်ထားမယ် New notification from Windows log on reminder log off is cancelled. The scheduled shutdown has been cancelled. .1 of 1 window. ဒီမှာတခါလေကြောက်လို့ရှိရင် तू ကအဲ့လို Windows က notice អော်တယ်တခါကျရင်တော့မអော်ဘူးပေါ့ကွာအဲ့လိုမျိုးရှိတယ်ဆိုတော့ဟုတ်ပြီဒါဆိုလို့ရှိရင်ဒါ shutdown ဟိုပါနော် shutdown shutdown space /s space /f space /t အနောက်ကအတိုင်းပေါ့နော်ချက်ချင်း shutdown ချခြင်းလဲဆိုရင် /t ပြီးရင် space နှိပ်ပြီး0နှိပ်ပြီးတော့အနာခောက်ချတန်းကြသွားမှာဒီမှာတော့ကျွန်တော် recording သွင်းနေတော့ချလုပ်ပြလို့မရဘူးပေါ့နော်ဟုတ်ပြီ restart လည်းအတူတူပဲ/sorry shutdown ရေးမယ်နော် SAUTDOWN space ပြီးကြလို့ရှိရင်/shutdown မှာတော့ restart ဆိုတော့ r ပြီးရင်အတူတူပဲအနောက်ကဟာ /f ပြီး space /t ပြီး space 0ရေးပြီးတော့အနာခောက်ချလိုက်ချက်ချင်းကြောက်အောင်ပါအဲ့တော့ကျွန်တော်တို့ကနောက်ထပ်9မိနစ်ဆိုတော့ဟိုဟာပေါ့နော်ဟို6530 300စက္ကန့်300 300နော်အဲ့ဒါခောက်မယ် Unknown unavailable. You're about to be signed out. Dialog. You're about to be signed out. Windows will shut down in 5 minutes. Shutdown will start on Monday. Space administrator. CMD terminal C. Windows System 32 Creator. ပေါ့နော်ဟုတ်ပြီတော့ shut down မဲ့ order ထားတော့အဲ့တော့ကျွန်တော်တို့က above လုပ်မယ်ပေါ့နော် above လုပ်မယ်ပြန်ပြီးတော့ပယ်ဖြတ်မယ်ဆိုရင် SAUTDOWN /a New notification from Windows log on reminder log off is cancelled. The scheduled shutdown has been cancelled. .1 of 1 window. နော်ဒါကဟိုဖြစ်သွားပြီပေါ့နော်cancel ဖြစ်သွားပြီပေါ့နော်အဲ့တော့ SAUTDOWN space /r space /t space /t 800 job ပြန်ယူ New notification from Windows log on reminder you're about to be signed out. Windows will shut down in 13 minutes. Shutdown will start on Monday, April 13th, 2026, 11:49:27 a.m. .1 of 1 ဒီမှာ f မထည့်လဲရတယ်ကွာသိလား f မထည့်လဲရတယ် /f မထည့်လဲရတယ်ဒါပေမဲ့ /f ထည့်ခြင်းအပြင်သူကတေချာအောင်ပေါ့နော် shutdown restart ဆိုလို့ရှိရင်ကျွန်တော်တို့ဒီတာမန်ရိုး shutdown restart ချတယ်ဆိုလို့ရှိရင်လဲကွာမင်း program တွေပိတ်မှလားဘာလားညာလားပေါ့နော်စေအောင်မှလားမစေဘူးလားပေါ့နော်အဲ့လိုမျိုးမေးတာရှိတယ်ကွာအဲ့လိုမျိုးကျွန်တော်တို့အခါကျရင်အတင်းရတယ်ကိစ္စမရှိဘူးဆို force လုပ်လိုက်တာပေါ့နော်အဲ့တော့ဒီကိုကလုပ်ငန်းဆောင်တာတွေပြီးလို့shutdown ချမယ်ဆိုလို့ရှိရင်တော့ /f ရေးတာတော့ပို့ပြီးတော့ပြည့်စုံတာပေါ့နော်အဲ့တော့သူကတော့ဒီမှာ shutdown မဲ့ order ကွာ
ပြန်ပြောမယ်ဆိုလို့ရှိရင် shutdown space /s space /f space /d space အနောက်ကအချိန်ကိုစက္ကန့်နဲ့တွက်ပေါ့နော်10 minute ဆိုလို့ရှိရင်စက္ကန့်60ပေါ့7 minute ဆိုရင်စက္ကန့်600ပေါ့နော်အဲ့လိုတွက်တယ်ပြီးရင်ဖြတ်မယ်ဆိုရင်shutdown space /a ပေါ့နော်အဲ့ဒါရေးတယ်restart ကတော့ shutdown space shut down shutdown space ပြီးရင် /r ပေါ့နော် s ညမှာ r လေးအစားထိုးရတာပဲเนาะ /r ပြီးရင် space /f space /d space အနောက်က /d ပြီးရင်အနောက်က space တစ်ချက်ပုတ်တယ်ပေါ့နော်ပြီးကြမှာကိုreset သို့မဟုတ် shutdown လုပ်ချင်တဲ့အချိန်ကိုစက္ကန့်နဲ့တွက်ပြီးတော့ဘာလို့ပေါ့နော်စက္ကန့်600ဆိုလို့ရှိရင်7 minute စက္ကန့်6000ဆိုလို့ရှိရင်တော့လည်းဒါတစ်နာရီဖြစ်သွားမှာပေါ့လေအဲ့လိုမျိုးတော့ရှိတာပေါ့လေနော်တော့ဗာလဲစက္ကန့်6000ဆိုမိနစ်100တော့မသိပါဘူးကွာနောက်ကွက်တည်းကပြောင်းသွားတယ်ထားပါတော့ကွက်ကိုတွက်ကြီးကျက်တာတွက်လိုက်ပါတော့ဗျာနော်အဲ့တော့ဒီဟာလေးကိုကျွန်တော်လာပြောပြတာဗျာနော်ဟိုတခါလဲကျွန်တော်ဒီ TikTok မှာဘန်းခံလိုက်ရတာဗျာဘာမှလည်းမဟုတ်ပဲနဲ့ဘန်းတာသာဒီဗီဒီယိုလေးတင်တဲ့ဟာဖြစ်တာဒီကလည်း TikTok မှာတက်မသိကြပါဘူးဗျာโอเคကျေးဇူးတင်ပါတယ်နော်နောက်မှပဲပြန်တွေ့ကြတာပါလေနော်